ခါတလေဈေးအရန်ရောင်းရလို့စိတ်ညစ်တယ်တစ်ခါတလေကြာရင်ဈေးမရောင်းရလို့စိတ်ကလေးတဲ့အခါမျိုးရှိတယ်ကျွန်တော်ရဲ့အဖွဲ့တွေကျွန်တော်ရဲ့ border တွေမှာဆိုတာဝင်ငွေကောင်းတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတော်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့နဲ့တွေ့တဲ့အခါမှာကျွန်တော်ပတ်စင်ငန်းအကြောင်းကိုကျွန်တော်ပြောပြဖြစ်တယ်ကွာအလုံးကန်ကောင်းနေတာနဲ့ဝင်ငွေတစ်ခုဖြစ်နေတာဆိုတာတော့မှန်တယ်ဒါပေမဲ့သူတို့အောင်မြင်နေတဲ့အလုပ်ကိုသူတို့ရဲ့ generation ဖြစ်တဲ့သူတို့ရဲ့သားသမီးတွေကစိတ်မဝင်စားဘူးဒါဆိုရင်သူတို့တွေကအိုလာပြီနောက်ပိုင်းမလုံနိုင်တော့ဘူးဘလို့ဆက်လို့မလဲပေါ့နော်စင်ရင်မိမယ်ဆိုတော့အများကြီးပြီးလို့ရဒါပေမဲ့အခုပြောချင်တာကပတ်စင်ငန်းအကြောင်းကိုတော်တော်များများမသိသေးလို့ဖြစ်တယ်ဟောအရင်ကတော့ဒီပတ်စင်ငန်းဆိုတာကိုအရင်ကအလံဝေးတယ်လို့ပြောလို့ရတယ်ကြားလည်းမကြားဘူးဒီပတ်စင်ငန်းအကြောင်းကိုပြောလိုက်တဲ့အခါမှာတော်တော်လေးကိုသူစဉ်းစားဖြစ်သွားတာတစ်ခါတလေဈေးအရန်ရောင်းရလို့စိတ်ညစ်တယ်တစ်ခါတလေကြာရင်ဈေးမရောင်းရလို့စိတ်ကလေးတဲ့အခါမျိုးရှိတယ်ကျွန်တော်တို့ဘာလို့လုပ်ရမှန်းမသိဘူးဈေးအရန်ရောင်းကောင်းတယ်ဒါပေမဲ့ဒီပျော်ရွှင်မှုတစ်ခု relax လုပ်ဖို့အတွက်လေပတ်ဖို့ time freedom ပေါ့အဲ့ဒါလေးသူတို့မှမရှိတဲ့အတွက်ကျွန်တော်ပြောပြခဲ့တဲ့ပတ်စင်ငန်းအကြောင်းကိုတော်တော်လေးစဉ်းစားစရာဖြစ်သွားတာကျွန်တော်ပတ်စင်ငန်းဒီကျွန်တော်ငွေကြေးဆိုင်ရာလွတ်မြောက်မှုဖြစ်တာနဲ့အချိန်လွတ်မြောက်မှုကိုရတာဖြစ်တယ်ဘလောက်ပဲအောင်မြင်ပါစေငွေတော့ရတယ်ငွေရဖို့အတွက်ဒီလိုလုပ်ငန်းတွေကိုစူးစမ်းနေတာဖြစ်တယ်ဒါဆိုရင်ငွေမရတဲ့နေ့ကျလို့ရှိရင်စိတ်သက်ကြမပြောရှင်းရအောင်ပေါ့နော်ဒါကဘာလဲဆိုတော့အတစ်အင်ငန်းလုပ်နေတဲ့လူတွေအများဆုံးဖြစ်နေတာပတ်စင်ငန်းရဲ့သဘောတရားကိုသူပြောပြခဲ့တယ်မှာဒါကျွန်တော်မိတ်ဆွေတွေကလည်းဒီမှာလေ့လာနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပတ်စင်ငန်းဒီနှစ်ရှိပင်စိုက်တာနဲ့တူတူပဲအတစ်အင်ငန်းဒီနှစ်တူပင်စိုက်တာနဲ့တူတူနှစ်တူပင်ဖြစ်တဲ့ဒီအတစ်အင်ကန်အလုတ်ကောင်းလုပ်ပြီးတော့ဝင်ငွေအများကြီးဝင်နေတဲ့လူတွေအနေနဲ့ပတ်စင်ငန်းကိုလုံးဝမတီးဆောက်ဘူးဆိုလို့ရှိရင်လုံးမလုံးနိုင်တော့တဲ့အခါဒါမှမဟုတ်သူတို့အောင်မြင်နေတဲ့လုပ်ငန်းတစ်ခုကိုကိုယ့်ရဲ့သားသမီးတွေကစိတ်ဝင်စားတဲ့အခါမျိုးတေချာတဲ့ OP ဖြစ်သွားမယ် OP ဆိုတာကအဖေမလုံးနဲ့အမေမလုံးနဲ့တော့အသက်ကြီးနေပြီသမီးဝိုင်းလုံးလိုက်မယ်တကယ်တော့သူ့ရဲ့စိတ်ကို relax ဖြစ်အောင်သူလိုက်လုံးနေတာဖြစ်တဲ့အသက်ကြီးတဲ့လူတွေအလူပွဲတစ်ခုမှသွားတယ်ဆိုရင်လည်းမလုံးနဲ့တော့ဒီမှာပဲထိုင်နေ AC ထိုင်နေကျွန်တော်လုပ်ပြီးမယ်ပျော်ရွှင်ပွဲတစ်ခုကိုသွားရဆိုအသက်ကြီးလို့မခေါ်သွားတော့ဒါမျိုးတွေဖြစ်သွားတယ်ပတ်စင်ငန်းရတဲ့လူတယောက်ကဥပ္ပေမဖြစ်တော့ဘူးလူဖျားဖို့ထွက်ခြင်းနဲ့ထွက်မယ်လူတန်းကိုကိုယ်တိုင်ဝင်နဲ့လုပ်ခြင်းနဲ့လုပ်မယ်ဒါကြောင့်ပတ်စင်ငန်းကိုကျွန်တော်တို့လက်ရှိဖြစ်မှာလူတိုင်းလေ့လာလို့ရတဲ့အပြင်ပတ်စင်ငန်းရနိုင်တဲ့နေပေတွေအများကြီးရှိတယ်ကျွန်တော်မိတ်ဆွေတွေလေ့လာပါသိချင်တာရှိမေးကြပါပတ်စင်ငန်းဒီလူတယောက်ရဲ့ပုံမှန်တဲ့တံကန့်သက်ထားတာမဟုတ်တာဖြစ်လို့လူတိုင်းစူးစမ်းလို့ရတယ်လူတိုင်းရပိုင်ခွင့်ရှိတယ်မိတ်ဆွေတို့အနေနဲ့ပတ်စင်ငန်းနဲ့ပတ်သက်ပြီးတော့မရှင်းမလင်းတာရှိလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment ရေးခဲ့လို့ရပါတယ်